အားလုံးပဲမိတာကျွန်တော်ဒီဗီဒီယိုထဲမှာအကြီးကပြောပြချင်တာတော့ကျွန်တော် cloud ကုန်နဲ့အနေနဲ့ကိုဘယ်လိုတိဆောက်အောင်မလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာတေချာလေးပြောပြရဖြစ်လို့ဗီဒီယိုတွေဆုံးဖြတ်ကြည့်ပါလို့ကျွန်တော်အနေနဲ့ပြောနေတယ်ဒီဗီဒီယိုထဲမှာကျွန်တော်အပိုင်း၃ပိုင်းပြောပြရမှာဖြစ်ပါတယ်ပထမတစ်ပိုင်းကကျွန်တော်လုပ်ခဲ့တဲ့အမှားတွေကျွန်တော်လုပ်ခဲ့တဲ့အမှားတွေကကျွန်တော်အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်5 လလောက်ကျွန်တော်အချိန်ကြီးအကုန်ခံပြီးကျွန်တော်လေ့လာခဲ့တယ်ဆိုတာလေကျွန်တော် YouTube တွေကျွန်တော်လေ့လာခဲ့တော့သင်တန်းတွေလည်းမရှိသလိုမြန်မာကနေသင်ပေးတဲ့ tutorial တွေတည်ရမှာတခြားလိုအပ်တဲ့ဟာတွေပါအနေနဲ့ပတ်သက်ပြီးတော့မြန်မာမှာသင်ပေးတဲ့သူတွေဘယ်သူမှမရှိဘူးအဲ့လိုကျွန်တော်အင်္ဂလိပ်ကဘေးစီရပဲကျွန်တော်မတောက်တခေါအင်္ဂလိပ်စကေးနဲ့ပဲကျွန်တော်တို့စီကကျွန်တော်လေ့လာရဲဗီဒီယိုကြည့်ပြီးတော့လေ့လာရတယ်ဗျာအချိန်ကြီးအများကြီးပေးပြီးတော့လိုက်လုပ်တယ် error တွေပါကိုယ်တိုင်ပဲ fit တယ်ကိုယ်တိုင်ပဲလိုက်လုပ်တယ်ကျွန်တော်အချိန်ကြီးအများကြီးပေးရတယ်ဗျာကျွန်တော်တခါerror တွေပါဖြစ်ပြီးတော့ကျွန်တော်9 နိုင်4 နိုင်5 နိုင်လောက် fit ရတယ်ဗျာရှောက်လို့ရတယ်ဗျာနဲ့ပြီးမသိတာတွေပါ AI ပြန် fit ရတယ်ဒါအကြရဗျာပြီးတော့ကျွန်တော်YouTube မှာပဲ information gathering လုပ်ပြီးတော့ကျွန်တော် free မလုပ်ခဲ့တော့ချိန်ကြီးအများကြီးကြာတယ်ဗျာအဲ့တော့ဘာသာဆိုအဲ့ဒီအမားတွေမဖြစ်စေချင်ဘူးအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော် cloud နေဗျာဘာသာလို့နေနဲ့ကိုယ်တိုင်ပေးလုပ်ကြမလို့ cloud ပဲကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်းပေးလုပ်ခိုင်းလို့ရတယ်ဗျာချင်းကုန်လေးတက်တာရယ်ပြီးသူ့ပဲ fit ခိုင်းလို့ရတယ်ဗျာသူ့ပဲ fit ခိုင်းမယ်သူ့ပဲပေးလုပ်ခိုင်းမယ်ဗျာအဲ့လိုပုံစံမျိုးတွားရင် brother တို့အတွက်ချိန်နေအများကြီးတက်တာပဲဗျာ brother တို့အနေနဲ့နည်းနည်းလေးသိအောင်လို့ဆိုရင်ပဲရတယ်ဗျာဘာတင်တန်းမှတက်စရာမလိုဘယ် YouTube video မှာအဲ့လောက်ထိ information တွေ gathering လုပ်ပြီးချိန်ကုန်စရာမလိုဗျာကိုမ idea ရှိတယ် cloud တက်ပြောမယ် cloud ကပေးလုပ်ပေးမယ်တလောက်ပဲဗျာပြီးကိုကလိုချင်တဲ့ဟာတွေပြန်ပြီးတော့သူ့ပြန်ပြောသူကပြန်လုပ်ပေးမယ်အဲ့လိုပုံစံမျိုးတောင်းဗျာကျွန်တော်ဥပမာပြမယ်ပုံမှန်ကျွန်တော် cloud တွေမှာဆိုကျွန်တော်ဒီ appointment agent ကိုကျွန်တော်လုပ်တော့ကဒီလိုပုံစံမျိုးဗျာကျွန်တော်သူ့ဒါဆိုကျွန်တော် simple လေးသူပြလိုက်တာဗျာကျွန်တော် simple ပြလိုက်တော့သူ့အနေနဲ့သူဦးတစ်လောက်ခိုင်းတယ်ဗျာသူဒီ video ချက်ဒီဟာကို analyze လုပ်ပြီးတော့သူပိုကောင်းတဲ့ version တစ်ခုရောင်းသူကျွန်တော်ပေးလောက်ခိုင်းတယ်သူ့အနေနဲ့ပိုကောင်းတဲ့ version ပါဗျာပိုကောင်းတဲ့ version ဖြစ်တဲ့ဒီပုံစံမျိုးရလာတယ်ဗျာဒါဆိုသူပဲကျွန်တော်ဘေးလုပ်ပေးတာဗျာကျွန်တော်ဘာတစ်ခုမှမလုပ်ရဘူးဗျာသူ့ပဲကျွန်တော်တိဆောက်ခိုင်းတာ cloud ကဘယ်လိုလဲဆိုရင်ကျွန်တော်တို့က business owner ပဲဒါဗျာ business owner ပဲဘာဖြစ်ဗျာ brother ကcloud က brother ကိုတိဆောက်ပေးမယ်အနေနဲ့ assistant လိုမျိုးဗျာ brother လက်တော့ပုံမှာပဲ brother လိုချင်တဲ့ပုံစံ brother ဘေးကနေပြောပေးမယ်သူကထိုင်ပြီးတော့ brother ဘေးကနေ create လုပ်ပေးမယ်ပေးတာလို့ပုံစံမျိုးဗျာအဲ့တော့ဆောင်းမိုက်တယ်ဗျာဆောင်းမိုက်တဲ့အောင်သုံးတင်တယ်လို့ကျွန်တော်ထင်ပြီးတယ်ဒါဆိုကျွန်တော်လိုရတဲ့ဟာတွေကျွန်တော်သူ့ပြင်ခိုင်းတယ်လုပ်ခိုင်းတယ် fit ခိုင်းတယ်လုပ်ခိုင်းတယ်ဗျာကျွန်တော်အရင်တော့ချိန်ကြီးဒါလည်းချိန်ပေးရတယ်ဗျာချိန်ပေးရဆိုပေမဲ့ဟိုကတော့ကိုယ့်ဘက်ကိုပေးတာတဲ့ဆိုင်ချိန်ကြီးတက်တာတယ်ဗျာပြီးတော့နောက်ဆုံးတစ်ပိုင်းမှာ main point ကျွန်တော်တေချာလေးပြောပြမယ်ဒီ main point ကျွန်တော်နောက်မှပြောပြမယ် main part အဲ့တော့ကျွန်တော်နောက်ဆုံးမှပြောပြမယ်ချိန်ကြီးအဲ့ဒါဆိုချိန်ကြီးအများကြီးပိုတက်တာပါလိမ့်မယ်အဲ့ဒီဟာတည်သွားရင်ဒါဒီအကုန်လုံးကလည်းကျွန်တော်ပြမယ်ကျွန်တော် Anadian cloud နဲ့ပဲကျွန်တော်လုပ်ခဲ့တဲ့ project တွေကျွန်တော်ပြမယ်ဒီကောင်ဆိုလဲကျွန်တော် marketing agency တခုအတွက်ကျွန်တော်လုပ်ထားပြီးတဲ့ဟာ digital marketing agency အတွက်ဒါဆိုသူမသိတဲ့ဟာတွေအတွက်ဆိုရင်တင်းကိုတွားပြီး notification တက်ပို့တာဗျာ customer complaint တက်တာတွေပါဆိုရင်တင်းကိုတွားပြီးတော့ notification တက်မယ်ဒါက CR ဗျာ customer relation ရဲ့ management ကိုရှိနေမှာထည့်ထားပြီး
ကိုစိုးတင်နေပါလို့လို့ဆိုရင်ဒီမှာ booking တွေပါတင် slot တွေပါရှာဒါဆိုသူပဲကျွန်တော်ကိုယ်တိုင်လုပ်ပေးကြတာကျွန်တော်ဘာလို့မှမလုပ်ရပါ brother တွေနဲ့ကိုကောင်းတဲ့ credential လုပ်ဒါပဲကိုကောင်းတဲ့ချိတ်လိုက်ရုံပဲဗျာဒါပဲဆောင်း library ဖြစ်တယ်ဗျာအဲ့တော့ cloud 3ပါကျွန်တော်ရင် video မှာကျွန်တော်ပြောရဲ cloud 3ပါ cloud 3ပါဆိုတော့ cloud ကိုလူတိုင်းသုံးတင်တယ်လို့ထင်တယ်လူတိုင်းဆိုတာလေကျွန်တော်တို့ business owner တွေအဓိကသုံးတင်တယ်ဗျာ business owner တွေပြီးတော့ business တစ်ခုကိုစားလို့ရှင်တဲ့သူတွေသုံးတင်တယ် heavy debt တွေဆိုရင်ကောင်းတယ်ဗျာ cloud က heavy debt တွေပြီးတော့ကျွန်တော် problem solver လို့တော့ပြောလို့ရတယ်ဗျာကျွန်တော်တို့ရဲ့ပြဿနာတွေကျွန်တော် business ကျွန်တော်ရဲ့စီးပွားကျွန်တော်ရဲ့ဘယ်လိုလဲအဓိကလုပ်ငန်းတွေမှာဖြစ်နေတဲ့ပြဿနာတွေသူဖြေရှင်းခိုင်းတာမျိုးတွေသူလုပ်ခိုင်းလို့ရတယ်ဗျာအဲ့ဘိုင်းတွေမှာလုပ်လို့ရတယ်ဗျာပြီးတော့တခြားလုပ်လို့ရတယ်လေအများကြီးရှိသေးတယ်နောက်အနေနဲ့ cloud 3ပါ cloud ကလည်း powerful ဖြစ်တယ်ဗျာUber 4.7 ဆိုလေနောက်ဆုံးထွက်လာတယ်ချက်ပေါ်တွေဗျာဒီကောင်ဆိုလေချက်ပေါ်တွေဆိုတော့သူကကုတ်တွေပါကြီးမှာပို့ပြီးတော့ဥစားဖြစ်တယ်ဗျာပြီးတော့ intelligent လည်းဖြစ်တယ်အဲဆောင်းမိုက်တယ်ဗျာအဲ့တော့ cloud 3ကိုကျွန်တော်နေမျောလဲမိတယ်မို့တိုက်တွန်းတယ်ဗျာနောက်ဆုံးတစ်ပိုင်းက main bed နေတယ်ကျွန်တော် scale MD5 ဗျာ scale MD5 ဆိုတော့ဘာလဲဆိုရင်ကျွန်တော်နေအတူဆုံးပြောရရင်ကျွန်တော်တို့ cloud ကကျွန်တော်ရဲ့လက်တော်တွေက cloud ကဥပမာပြောပြရင် 5 star hotel ကအရန်တော်တဲ့စပိုမှုတယောက်ဗျာအဲ့စပိုမှုတယောက်ကိုကျွန်တော်တို့လိုချင်တဲ့ဟင်းရတာတွေကျွန်တော်စားချင်တဲ့ဟင်းရတာတွေပြီးတော့လိုချင်တဲ့ပုံစံတွေပြီးတော့လိုချင်တဲ့တည်ရမှာ integration တွေပြီးတော့လိုချင်တဲ့အရသာရဖို့ဆိုရင်သူမီနူးလေးဗျာအဲ့ပါဝင်တဲ့ integration ပါဝင်တဲ့ menu လေးသူပေးတာပဲဗျာအဲ့ menu သူအနေနဲ့ကြည့်ပြီးတော့မှချက်ပေးမှကျွန်တော်တို့လိုချင်တဲ့အင်းရတာတိုင်းရပါဗျာအဲ့ဒီတိုင်းပဲကျွန်တော် scale MD5 အဲ့ menu လေးဗျာ cloud ကအဲ့ scale MD5 ကိုကြည့်မယ် scale MD5 ကိုကြည့်ပြီးတော့ကျွန်တော်လိုချင်တဲ့အင်းရတာတိုင်းသူအနေနဲ့ကျွန်တော်လိုချင်တဲ့ပုံစံတိုင်းသူအနေနဲ့လုပ်ပေးမယ်ဗျာအဲ့ဒီတိုင်းပဲ scale MD5 မရှိဘဲနဲ့လုပ်ရင်လည်းရတယ်ဆိုပေမဲ့ဒါသာလိုရင်လည်းဟင်းရတာအတိုင်းရဖို့ဆိုရင်အချိန်ကြီးအများကြီးပေးရမယ်လောက်ရမှာတွေပြီးပြောရမှာတွေပါအများကြီးလိုတယ်ဗျာပြီးတော့သူ့ထဲမှာကျွန်တော်လိုချင်တဲ့ဟင်းရတာအတိုင်းရဖို့ဆိုတာလွယ်ဘူးဗျာအဲ့တော့ scale MD5 ကလိုရတယ်ဗျာ scale MD5 ဆိုတာတရားလေးဗျာဒါဆိုကျွန်တော်အနေနဲ့ပတ်သက်ပြီးကျွန်တော်လုပ်ထားရတယ်ဒီ assistant အနေနဲ့ဒီ file ကိုကျွန်တော်ရဲ့ဒီ video ကြည့်နေ brother တွေကိုကျွန်တော် fee download link ကျွန်တော်နေတယ်ဒီ file ကိုကျွန်တော်နေတယ် fee ပေးပွားဖို့ရှိတယ်ကျွန်တော် Telegram account မှာလာပြီးတော့အတောင်းပါဗျာပြီးတော့ကျွန်တော်နောက်ထပ်ပြောပြချင်တာတစ်ခုကကျွန်တော် scale file နဲ့ပတ်သက်ပြီးကျွန်တော်ရောင်းမှုရှိတယ်ဆိုတော့ကျွန်တော် A to Z A ကနေစပြီးတော့ Z တီပြကိုယ်တိုင်ဘာမှလုပ်ကြမလို့ပဲနဲ့ cloud ကပဲလောက်သွားပြီ scale file ကိုဗျာအနေနဲ့ပတ်သက်ပြီးTier 1ကဘယ်လိုတွေအတွက်လဲဆိုရင်ကျွန်တော်ရှင်းပြရရင်အနေနဲ့ခုမှစပြီးလေးလာမယ်သူတွေနည်းနည်းပါးပါးတည်ရပြီးတော့တည်ရမစိတ်ဝင်စားတဲ့သူတွေကိုကျွန်တော်နေတယ်ပြီးတော့ freelancer တွေအတွက်ကျွန်တော်နေတယ်မျိုးလောက်ထားတဲ့ဟာဗျာအတွက်တီးတန်းလောက်ထားတဲ့ဟာဒီ package တွေမှာကျွန်တော်တို့ဘယ်လိုလဲ workflow စစ်ဆေးပေးတဲ့ဟာရယ်ပြီးကုတ်လုပ်တွေပါရယ်အကုန်လုံးကုတ်တွေပါရယ်လောက်ဒါရေးပြီးတဲ့ဟာရယ်ပြီးတော့ကျွန်တော်တို့ဘာရှိအောင်လဲerror fix ပေးတဲ့ဟာတွေပါရယ်အကုန်လုံးပါရယ်ဗျာအဲ့ဒီမှာ beginner တွေအတွက်လုံးဝအဆင်ပြေရယ်ဗျာပြီးတော့ကျွန်တော်နောက်တစ်ခုက SME agency တွေပြီးတော့ကျွန်တော် business owner တွေအတွက်ကျွန်တော်လုပ်ထားတဲ့ package ဒီကောင်ထားရတူတွေမှာပါလဲဆိုရင်ကျွန်တော် template တစ်ခုလုံးအစားဆုံးဗျာအကောလုံးကိုသူ့အနေနဲ့ဘေးလုပ်တဲ့သူ question answer မေးပါမယ်ဗျာ question answer တွေမေးပါမယ်ပြီး contact လည်းပါတယ်ဗျာကျွန်တော် scale file tier 1 tier 2 contact ပါတယ်ဗျာဘာသာလို့ဒီ scale file ကို
cloud ထဲမှာ upload လုပ်ပြီးတော့ကျွန်တော်တို့စာသုံးတော့မယ်ဆိုရင် content လေးသူရင်တော့ပြောပြတာလိုက်ကျွန်တော်အဲ့ဒီမှာ customize လုပ်တာပြီးရရှိရဗျာ browser တို့ content ကိုသူအနေနဲ့ဖတ်ပြီးတော့ browser ဘာတူလဲဘာလို့လုပ်လဲပြီးတော့ဘာအတွက်ဒီ skill file သုံးလဲဆိုတာကို browser တို့ content လေးရေးရဗျာဥပမာဗျာ browser ကdigital marketing agency owner ပဲထားဗျာဒီရေးလိုက်ပါဗျာbrowser ကိုလောလောဆယ် digital marketing agency တခု run နေတယ်ပြီးတော့ဒီ skill file ကိုcustomer တွေကို management လုပ်ဖို့ဒါမှမဟုတ် support လုပ်ဖို့အတွက်သုံးတာအဲ့လိုမျိုးဖြစ်ပြပြတဲ့မှာကိုယ့်ရဲ့ဒီကိုလုပ်ချင်တာပြီးတော့ကိုလုပ်ချင်တဲ့ဟာရယ်ပြီးတော့ကိုမတူလဲဆိုတာရယ်ပြီးတော့ကိုကဘာအတွက်ဒီ skill file သုံးတာရယ်ပြီးတော့ကိုကဘာ business တွေ run နေလဲဆိုတာရယ်သူပြောပြတာလေဗျာပြီးတော့နောက်တစ်ခုကဒီ skill file ထဲမှာ browser တွေနဲ့အဲ့ဒီမှာဒီလိုပုံမှန်စားလေးပဲဗျာညာ create as တယ်လို့ဗျာ customer တွေကို save လုပ်ပေးမယ် agent တကောင်ဖန်တီးခြင်းတယ်လို့သူပြောလိုက်တာလေသူအနေနဲ့ question answer တွေမေးပြီးလိမ့်မယ်ဗျာအဓိက browser တို့နဲ့ consultant လုပ်တယ်လို့ပြောဗျာ browser တို့ဒီ browser တို့လက်တော့ထဲမှာပဲ AI နဲ့ဒီမှာ browser တို့လိုချင်တဲ့ဟာကို AI မေးမယ်ဗျာ browser တို့လိုချင်တဲ့ဟာ browser တို့ကစာလေးရေးပြီးတော့ပြောပါပြီးတော့သူအနေနဲ့ pay လုပ်ရမယ်ဗျာလူတွေနဲ့ consultant လုပ်တယ်လို့ပြောပဲဗျာအဲ့ဒီ agency တွေတည်ရပါ automation agency နဲ့ consultant လုပ်တဲ့သဘောလိုမျိုးဘာသာလို့လိုချင်တဲ့ဟာလေးတွေကိုဘာသာလို့ပြောရပြီပဲ agent က pay လုပ်ရပြီပဲ agent pay တဲ့ဟာတွေကိုဘာသာတို့ကဖြေရပြီဘာသာတို့ထည့်ရင်လည်းတိုးတွေပါထည့်ရလိုက်ဘာသာတို့ထည့်ရင်လည်းဟာတွေ data base တွေပါ customer management လုပ်တဲ့ဟာတွေရင်ကမတိုးပြတချို့ကြောင့် notion ထဲမှာထည့်တယ်တချို့ကြောင့် Google Sheet မှာထည့်ပြအဲ့လိုcloud ကမေးပဲဗျာဘာသာတို့ဘယ်တိုးတွေသုံးကျင်လဲဘာညာဆိုပြီးဘာသာတို့အနေနဲ့ကိုသုံးကျင်တဲ့တိုးတွေပါတွေမှာထည့်ပြီးလိုက်ဗျာအဲ့တော့နောက်တစ်ခုက set improvement ပါရဗျာဒီ scale file တွေထဲမှာscale file တွေထဲမှာဘာသာတို့တစ်ခါမှမလုပ်ဘူးတဲ့ဟာတွေအဲ့လို error တွေပါအသစ်တွေပါ fit ပြီးတော့ဆက်ဖြစ်သွားရတာသူ့ဘက်သူ improve လုပ်ရမှာဗျာနောက်တစ်ခါအဲ့လိုဟာတွေထပ်ပေါ်လာရင်သူ့အနေနဲ့ easy fit သွားပြီလို့ရအောင် auto set improvement ဟာလည်းကျွန်တော်နေထည့်ထားပြီးပြီးတော့နောက်တစ်ခု byte တဲ့ feature တစ်ခုကကျွန်တော် template ပေးရ skill file တစ်ခုတွေကိုပဲကျွန်တော်နေလုပ်ထားပေးတာဗျာဒီကောင် template ပေးရ skill file တွေမှာဒီ skill file ကျွန်တော် tier 2တွေမှာပါတယ်ဗျာ tier 2တွေကကျွန်တော် agency တွေ business owner တွေပြီးတော့ဒီမှာလုပ်ငန်းအတွက်သုံးနေတဲ့ဟာတွေအတွက်ကျွန်တော်နေလုပ်ထားရဒီကောင်ကဒီ skill file ဒီ template တစ်ခုတုံးတာねကျွန်တော်တို့ဒီ skill file တွေကို follow up လုပ်ပြီးတုံးအောင်ပါဗျာဒီ another assistant skill ကကျွန်တော် workflow structure တွေပြီးတော့ code နဲ့ပတ်သက်ပြီးတော့ code နဲ့ပတ်သက်တဲ့ဟာတွေပြီးတော့ဒီမှာ pattern တွေချက်မယ်ပြီး audit လုပ်မယ်ပြီး error fix မယ်အဲ့ဒါတွေအတွက်သူနေနဲ့အဲ့ဒီ file ကိုတွားပြီးတော့သုံးမယ်ဒီတစ်ခုသုံးလိုက်တာဒီကောင်တွေက follow သုံးအောင်ပဲဗျာ scale file သုံးလို့သုံးမယ်ဗျာ systematic writer skill တွေသူနေသုံးအောင် AI agent တွေလိုအပ်တဲ့ systematic ကိုသူနေနဲ့systematic ရေးရင်လည်း AI agent ထည့်လိုက်ပြီဆိုတော့browser လိုချင်တဲ့ဟာတွေသူအနေနဲ့ထည့်ရမယ့်ဟာတွေပါ browser ကို question answer မေးမယ်ဗျာ browser အဲ့ digital marketing agency အတွက်ဆိုရင်browser တို့ရဲ့ price တွေပြီးတော့တည်ရပါ browser တို့ data လေးပေးလိုက်ရင်သူတွေ systematic price ပေးမယ်ဗျာအဲ့ scale ပါတခါလေးသုံးအောင်ပဲအဲ့တော့ဒီ scale file တွေကိုကျွန်တော်အနေနဲ့ဒီ video ကြည့်နေတဲ့လူ9ယောက်ကိုပဲကျွန်တော်အနေနဲ့လူ9ယောက်တော့ပဲ30% discount ချပြီးတော့ကျွန်တော်ရောင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်စောနာပြောသလိုကျွန်တော်စောနာပြောထားတဲ့အတိုင်းကျွန်တော်ဒီလက်ရှိသုံးနေတဲ့ Analytics file ကိုကျွန်တော် Telegram account မှာ feed လာရောက်ယူလို့ရပါတယ်ဒီကောင်ကတော့ကျွန်တော် customize မလုပ်တာတဲ့အတွက်ကျွန်တော်လက်ရှိကျွန်တော်သုံးနေတဲ့အားဖြစ်တဲ့အတွက် browser တို့ content တွေပါထည့်လို့ရပါလဲမဟုတ်သလိုbrowser တို့ရဲ့ set improvement လည်းရှိမှာမဟုတ်ဘူးဒီ scale file မှာ set improvement ရှိမှာမဟုတ်ပြီးတော့ဘယ်လိုလဲ question answer လည်းမေးမှာမဟုတ်ဗျာ browser တို့ထည့်နေတာဒီကောင်ကတော့ကျွန်တော်ရိုးလို့သုံးနေတာဗျာဘာမှတော့ကျွန်တော်မလုပ်မထားဘူးအဲ့ file လေဘယ်လိုဒီတိုင်းရိုးသုံးမှုအတွက်ဆိုတော့အဆင်ပြေဗျာအဲ့တော့
ဘာသာတို့လိုရင်လာရောက်တောင်းယူလို့ရပါတယ်ကျွန်တော်ကြံပြီးတော့ထာယာဝန်ကတော့ဘာသာတို့ရဲ့စာသုံးခွင့်လူတွေအတွက်အဆင်ပြေမယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်ထာယာဝန်ကိုကျွန်တော်အနေနဲ့8000ရောင်းပေးနေရမှာကျွန်တော်30% discount ဟောနဲ့လူ900ရောက်ပဲကျွန်တော်9000နဲ့ကျွန်တော်ရောင်းပေးမှာဖြစ်ပါတယ်အဲ့ဒါလည်းမြန်မာနိုင်ငံကလူတွေအတွက်တည်တံ့ပဲဗျာတခြားနိုင်ငံထိုင်းတို့ကျွန်တော်မလေးတို့ဘာလို့ဆိုရင်ကျွန်တော်အနေနဲ့ဈေးရတမျိုးပြောင်းသွားလိမ့်မယ်ဗျာမြန်မာလူတွေကကျွန်တော်နားလေတယ်ဗျာမြန်မာနိုင်ငံမှာလည်းချိန်နေမကောင်းတဲ့အတွက်ကျွန်တော်9000ဆိုတဲ့ပမာဏနဲ့ကျွန်တော်ရောင်းပေးမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီ scale file တွေကလည်းကျွန်တော်လူတိုင်းအတွက်ပေါ့ပေါ့ကျွန်တော်ဘယ်လိုလဲကိုယ်တိုင်တိဆောက်ဖို့အတွက်အခက်ခဲတဲ့သူတွေပြီးတော့တရားအဲ့ဒီတော့စိတ်ဝင်စားတဲ့သူတွေပြီးတော့တရားကိုယ်တိုင်ကလေ့လာဖို့ချိန်မရှိတဲ့သူတွေတင်တဲ့တက်ဖို့လည်းချိန်မရှိတဲ့သူတွေအဲ့ဒီအတွက်ကျွန်တော်လောက်ထားတဲ့ဟာမို့လို့လူတိုင်းအတွက်ပေါ့ပေါ့ပြီးတော့ကျွန်တော်ဒီ scale file ကလည်းကျွန်တော်ပေးလုပ်ခဲ့တယ်ကျွန်တော် cloud နဲ့ကျွန်တော်ပေးလုပ်ခဲ့တယ်ဘယ်လိုလဲworkflow တွေပြီးတော့ကျွန်တော် fix ခဲ့တဲ့ဟာတွေပြီးတော့ကျွန်တော် conversation တွေအကုန်လုံးကျွန်တော်ဆက်ဖြစ်ခဲ့တဲ့ဟာတွေအကုန်လုံး summarize လုပ်ပြီးတော့ဗျာအကုန်လုံးချုပ်ပြီးတော့ကျွန်တော်အနေနဲ့ scale file တစ်ခုလုပ်တာဗျာအဲတော့ scale file ကတော့ဘာသာတို့အတွက်လုံးဝအဆင်ပြေမယ်လို့ထင်တယ်ဘာသာတို့ပေးနိုင်တဲ့အမောင်းတစ်ခုလောက်ပဲလို့ကျွန်တော်အနေနဲ့ထင်မိတယ်ဗျာဒါပေမဲ့နောက်ပိုင်းကျရင်တော့ဈေးရအပြောင်းလဲဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ဗျာလက်ရှိကျွန်တော်9000ဆိုတဲ့ပမာဏနဲ့9ရောက်ကျွန်တော်အနေနဲ့ရောင်းပေးပါမယ်9ရောက်ပြည့်သွားရင်တော့ကျွန်တော်8000ဖြစ်သွားလိမ့်မယ်ဗျာ30% discount ဟောမရှိတော့9ရောက်ပဲဗျာကျွန်တော်ဗီဒီယိုလေးကိုစုံကြည့်ပါပြီလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်အခုလိုမျိုး AI တွေနဲ့ပတ်သက်ပြီးတော့ကြောင်းရာတွေပြီးတော့ prompt တွေဘယ်လိုရေးရမလဲဆိုတာတွေကိုလည်းကျွန်တော်ထပ်တင်ပါပြီးလို့ရှိရဲပြီးတော့automation ဘိုင်းတွေပြီးတော့ AI agent ဘိုင်းတွေAI နဲ့ပတ်သက်ပြီးတော့တော်တော်များကျွန်တော်ထပ်တင်ပါပြီးလို့ရှိရဲအဓိကကျွန်တော် cloud နဲ့ပတ်သက်ပြီးတော့ထပ်လို့ content တွေရှိတယ်ဗျာအဲတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပါပြီးလို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်